ဒီနေ့တော့လေမြန်မာစာပေမှာတကယ်ကိုထင်ရှားတဲ့ကြပြားတစ်ပုဒ်ထည့်တဲ့ဆရာဇော်ကြီးရဲ့ကမ္ဘောစောတုတ်ကြပြားကိုအတူတူခရီးထွက်ကြည့်ကြရအောင်ဒီကြပြားကရိုးရိုးခရီးတော်မှတန်တစ်ခုတည်းအများကြီးပို့ပါတယ်သူ့ရဲ့စာသားတွေနောက်ွယ်မှာဘလောက်တောင်လေးနက်တဲ့အတိတ်ပဲရှိနေမဲဆိုတာကိုတစ်ချက်ချင်းစီလေးလက်ကြည့်ကြမယ်ကြပြားကိုဒီစကလုံးတွေနဲ့တကယ်ကိုအာမန်မှာပါဖွင့်ထားတာပါဒါဟာရှမ်းတောင်တန်းကြီးတွေကကြပြားဆရာကိုတော့ဒီကြပြားကိုဖတ်နေတဲ့ကျွန်တော်တို့ကပါသူ့ရဲ့အလားတရားတွေကိုလာကြည့်ပါအောင်လာခန်းစားပါအောင်လို့ရင်းရင်းနီးနီးဖိတ်ခေါ်နေတဲ့အတန်ပါပဲကဲဒီဖိတ်ခေါ်တဲ့နောက်ကိုလိုက်ပြီးရှမ်းပြည်ရဲ့ကဘာတဲကိုခီးဆက်လိုက်ကြအောင်ဟုတ်ပြီဒီနေ့ကျွန်တော်တို့ရဲ့ခီးစင်မှာတော့ပထမဆုံးကြပြားရဲ့နောက်ခံတမိုင်းကိုအရင်ကြည့်ကြမယ်ပြီးရင်တော့ကြပြားဆရာနဲ့အတူရှမ်းတောင်တန်းရဲ့တဘာဝအလားကိုခန်းစားမယ်အဲ့ဒီကနေမှပေါ်ချိုဖျားပွဲရဲ့ယဉ်ကျေးမှုအလားတဲကိုဆက်ပြီးသွားကြမယ်နောက်ဆုံးမှာတော့ဒီလာတဲ့အလုံးရဲ့နောက်ွယ်ကတကယ်အတွင်းတဘောတကယ်အနှစ်သာရကဘာလဲဆိုတော့ကိုအတူတူဖော်ထုတ်ကြည့်ကြပါပါโอเคပထမဆုံးပိုင်းကိုစားလိုက်ကြအောင်ဒီကြပြားကိုရေးဖက်ခဲ့တဲ့စာစုရှင်ကတော့ခစ်စန်းစာပဲလှူရှာမှုမှာဥဆောင်ခဲ့တဲ့သူတွေကတူဦးဖြစ်တဲ့ဆရာဇော်ကြီးပေါ့နော်ဒီကြပြားကိုရေးခဲ့တဲ့အချိန်ကာလကလည်းတကယ်ကိုအရေးပါတဲ့ကိုလိုနီခစ်ကြီးတယ်မှာပါဒီကြပြားကိုဘာကြောင့်ရေးခဲ့တာလဲအဲ့ဒါကတော်တော်ရေးကြည့်တယ်အဲ့ဒီအချိန်ကတိုက်ပြည်ကလွတ်လပ်ရေးအတွက်တိုက်ပွဲဝင်နေတဲ့ကာလဗျာဒီလိုချိန်မှာဆရာဇော်ကြီးကကျွန်တော်တို့အားလုံးရဲ့အမွေနဲ့ထည့်တဲ့ဒီမြေရဲ့အလားတရားတွေကိုတိုင်းသားအားလုံးမြင်စေချင်တယ်တမို့ထားစေချင်တယ်ဂုံယူစေချင်တယ်အဲ့ဒီလိုစေတနာနဲ့ရေးဖွဲ့ခဲ့တာဖြစ်ပါတယ်ကဲဒုတိယအပိုင်းကိုဆက်သွားကြည့်အောင်ဒီအပိုင်းမှာတော့ကြပြားထဲမှာဖော်ပြထားတဲ့ရှမ်းကုန်းပြည်မြင်ပေါ်ကိုတတ်သွားရတဲ့ခီးအဲ့ခီးကဘလမ်းလာတယ်လဲဆိုတာကိုအသေးစိတ်ခန်းစားကြည့်ကြမယ်ကြပြားဆရာကသူ့ရဲ့ခီးလန်းကိုတိတ်လာအောင်ပုံဖော်ထားတာဗျာမြင်အောင်ကြည့်လိုက်လေးလေးတကောင်လိုကွေးကွေးကောက်ကောက်နဲ့တောင်ပေါ်ကိုတက်သွားတဲ့လမ်းတွေစိမ့်စုံနေတဲ့တောတောင်တွေကြီးလင်းနေတဲ့စိတ်ဆန်းရည်တန်ခွန်းတွေပြီးတော့ဝေးဝေးဆာဆာပွင့်နေတဲ့ဆွဲတော်ပန်းတွေဒါဒီအလုံးကအခီးသွားရဲ့စိတ်ကိုကြည်နူးစေခဲ့တယ်လို့ဆိုပါရဲ့ဒီမှာတကယ်စိတ်ဝင်စားဖို့ကောင်းတာကဘာလဲဆိုတော့လေကြပြားဆရာကတောင်တက်ခီးမှာအလှတစ်မျိုးတွေ့တယ်တောင်ဆင်းခီးမှာကျတော့လေအလှတစ်ထွယ်တွေ့တယ်ဆိုတော့လည်းကတက်ခီးရောဆင်းခီးရောနှမျိုးလုံးမှာပျော်ရွှင်ကြည်နူးခဲ့ရတယ်လို့ရေးဖွဲ့ထားတာပဲဒါကဒီအတွေ့အကြုံတစ်ခုလုံးကဘလောက်ပြည့်စုံချွယ်သွားတယ်လဲဆိုတာကိုပြနေတာပေါ့တဘောဝအလားတွေပဲလားဆိုတော့မဟုတ်သေးဘူးဒီခရီးမှာတမိုင်းရဲ့ရနန်းတွေကိုလည်းခန်းစားလို့ရတယ်ဗျာရှမ်းစော်ပွားရဲ့ဟော်နန်းတွေအထူးသဖြင့်တီပေါ်ဟော်နန်းအိုကြီးနဲ့တိုင်းရင်သားအားလုံးရဲ့ကိုကိုွေရာဖြစ်တဲ့ပေါ်ကျိုးစီတီတော်ကိုလည်းတွားရောက်ဖူးမြော်ဖို့ကကြပြားကလမ်းညွန်ပိတ်နေသလိုပါပဲကြပြားရဲ့အဓိကအသက်သွေးကြောလို့တောင်ပြောလို့ရမယ်တတိယအပိုင်းကိုရောက်လာပါပြီဒါကတော့ယဉ်ကျေးမှုရအလုံးအရေးပါပြီးစီကားလာရဲ့အပေါ်ကျိုးဖျားပွေတော့အကြောင်းပါပဲဒီဖျားပွေတော့ကိုတပေါင်းလာဆန်းရှိတဲ့ကနေ့လက်ပြည့်နေ့အထီတပတ်အပြည့်ကျင်းပလေရှိပါတယ်ဆိုတော့ဒါဟာဒေသအတော့အလုံးအရေးပါပြီးတကယ်ကိုစီစီကားကားရှိတဲ့ပွဲတော်ကြီးတစ်ခုဆိုတာထင်ရှားပါတယ်ဒီပွဲတော်ရဲ့အလားဆုံးအချက်ကတော့မတူခွဲပြတဲ့အတိုင်းအသားတွေအတူတကွာပျော်ပျော်ပါပါလာရောက်စုံစည်းကြတာပါပဲရွှေပလောင်တာအန်ပုတ်ကချင်ရှမ်းစတဲ့ရှမ်းကုန်းမင်းမြင်ကအတိုင်းအသားပေါင်းစုံဟာဒီပွဲတော်ကိုအတူတူလာရောက်ဆင်နွှဲကြတာပါပွဲတော်စည်းတန်းတွေကိုရှောက်သွားနေတယ်လို့သာမြင်အောင်ကြည့်လိုက်အယောင်သွေးစုံတဲ့ယူရဝတ်စုံတဲ့မွေးကြိုက်နေတဲ့ဒေတာအစားအစာတွေနဲ့လက်မှုပင်သာမြောက်တဲ့ပစ္စည်းတွေကိုတွေ့ရမှာပါဒါဟာတိုင်းသားတွေရဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကိုတနေရာထဲမှာစူးစီးပြသနေတဲ့ပွဲကြီးတစ်ခုပါပဲကဲအခုနောက်ဆုံးတဲ့အရေးကြီးဆုံးအပိုင်းကိုရောက်လာပါပြီဒီကြပြားကအပေါ်ရမမီနေရတဲ့အလားတရားတွေနောက်ွယ်မှာဘယ်လိုမျိုးလေးနဲ့တဲ့သတင်းစကားကိုတက်ဆောင်ထားတယ်လဲဆိုတာကိုလေ့လာကြည့်ကြအောင်ဒီမေကွန်းကကြပြားရဲ့တကယ့်ရည်ရွယ်ချက်ကိုနားလည်ဖို့တော့ချက်ပဲဗျာတိုင်းပြည်ကရုန်းကန်နေရတဲ့အချိန်မှာအလှပအကြောင်းဘာဖြစ်လို့များဖွင့်ွက်နေရတာလဲဒီမှာကြပြားရဲ့အနှစ်သာရကိုတွေ့ရပါပြီဆရာဇော်ကြီးရဲ့မော်မြတ်တဲ့စေတနာသူ့ရဲ့ရည်ရွယ်ချက်ကတော့တိုင်းရင်းသားအားလုံးတစိတ်တဝမ်းတွေညီညွတ်ကြဖို့ကိုယ့်ရဲ့အမွေအနှစ်ကိုချစ်မြတ်နိုးကြဖို့နဲ့တယောက်ရဲ့ယဉ်ကျေးမှုကိုတယောက်ကလေးစားကြဖို့တိုက်တွန်းလိုတာပါပဲဆိုတော့အဓိကအချက်ကဒါပါပဲကြပြားဟာအပေါ်ရောက်မှာရှမ်းပြည်ရဲ့အလားကိုဖော်ကျူးထားပေမဲ့အတွင်းတဘောမှာတော့ဒါဟာငါတို့အားလုံးအတူတူပိုင်ဆိုင်တဲ့အတူတူကာကွယ်ရမယ့်အဖို့တန်အမွေအနှစ်တွေဖြစ်တဲ့ဒါကြောင့်အားလုံးစီလုံးညီညွတ်ကြဖို့လိုတယ်ဆိုတဲ့နိုင်ငံရေးနဲ့စိတ်ခံစားမှုဆိုင်ရာတိုက်တွန်းနှိုးဆော်ချက်တစ်ခုဖြစ်နေတာပါဒီလိုညီညွတ်မှုဒီလိုအလားတရားတွေကိုမြင်တွေ့လိုက်ရတဲ့အခါကြပြားဆရာခန်းစားရတဲ့အဆုံးစုံသောခန်းစားချက်ကတော့စိတ်နှလုံးချမ်းမြေ့မှုပါပဲဒါတိုင်းပြည်ရဲ့အလားတရားနဲ့တိုင်းရင်းသားတွေရဲ့စီလုံးညီညွတ်မှုကိုင်းနဲ့ရရှိလာတဲ့တ
တကယ်ကိုစစ်မှန်တဲ့ရင်ကြမ်းခြင်းဖြစ်ပါတယ် အစောမတက်ခင်မှာဒီမိန်ခွန်လေးတစ်ခုနဲ့ခြံထားခဲ့ခြင်းပဲစာပေအမှုပညာတစ်ခုကတိုင်းပြည်တစ်ပြည်ရဲ့ညီညွတ်မှုနဲ့အမျိုးသားရဲ့စိတ်သက်ကိုဘလော့အထိလွန့်ဆော်နိုင်တယ်လဲဘလို့ပုံဖော်ပေးနိုင်တယ်လဲဆိုတာကိုစိတ်ပြီးတွေးတောဖို့တပါပဲ